အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အရင်ထားလို့ကောင်းပြီသမင်းမင်းစီနဲ့ပကျဲလေးချက်ပြပါမယ်နော်အရင်ဦးဆုံးစေးထားတဲ့ပဲကြီးလေးကိုလှော်ပါမယ်ပဲကြီးနဲ့လေးမှုေးပြီးအရောင်လေးတက်လာပြီဆိုရင်ရပါပြီနော်ပေါင်းပစ္စည်းလေးတွေကတော့ယူရှင်းပါတယ်နော်အရင်ဦးဆုံးပဲကြီးလှော်ပြီးသားနဲ့ပဲစိမ်းကုန်လေးကိုပြုတ်ပေးထားပါမယ်ပဲလေးပြုတ်ထားတဲ့အချိန်မှာအိုးလေးကိုစီထည့်ပါမယ်စီပူလာပြီဆိုရင်မုံညင်းစီထည့်ပါမယ်ကျက်သွန်လေးထည့်ပြီးတော့အရောင်လေးပြောင်းတဲ့ထိကြော်မယ်ပြင်းတော့သိမ်းရင်လေးထည့်ပေးပါမယ်အရောင်တင်မုံလေးထည့်ပါမယ်ကျက်သွန်လေးနုံးလာပြီဆိုရင်ငရုတ်သီးစိမ်းလေးထည့်ပေးပါမယ်ရုံးလေးသီးလေးထည့်ပါမယ်နှံ့ဆက်သွားအောင်မွေပေးပါမယ်နော်ပြီးရင်တော့ခရမ်းကျင်သီးလေးထည့်ပါမယ်မုံလာဦးနေလေးထည့်ပြီးတော့တေချာသွားအောင်မွေပေးပါမယ်အရသာတော့ကတော့စားအချုံမုံလေးထည့်ပြီးတေချာမွေပြီးဒီလိုအနေထားလေးရပြီဆိုရင်ပြုတ်ထားတဲ့ပဲလေးကိုထည့်ပြီးတော့တေချာရတာဝင်အောင်နှက်ဆက်သွားအောင်မွေပေးရပါမယ်တေချာလေးမွေပြီးပြီဆိုရင်တော့မကြီးရည်လေးထည့်ပေးပါမယ်မကြီးရည်ထည့်ပြီးအပေါ်ကနေနန်းနန်းပင်လေးအုပ်ပေးပါမယ်ဒီလိုမျိုးအနေထားလေးရပြီဆိုရင်တော့မွေးပြီးတော့အရင်စားကောင်းတဲ့ပကျဲလေးရပါပြီလောက်ဆက်ကြည့်ကြပါနော်အရင်စားလို့ကောင်းပြီထမင်းမင်းစေပါတယ်